ဒီနေ့တော့လာအိုဘမ်ဘူဆုပ်ချက်စားပါမယ်ကိုကြိုက်နေတဲ့အသားကိုတုံးလို့ရပါတယ်ကျွန်မကတော့ဝက်ရွတုံးထားပါတယ်ပြီးတော့ကိုနှစ်တဲ့အတီးရပါမဆိုတုံးလို့ရပါတယ်အထူးသဖြင့်ကတော့ဘမ်ဘူပါဖို့လိုတာပေါ့နော်ပြီးတော့အထူးသဖြင့်အမှလိုအပ်တာတော့ပေါ့နော်ဒီဘူးထဲရပေါ့နော်ရာနန်း leaf အရေးလိုအပ်ပါတယ်လို့ဆိုတော့ဝတ်သားတဲ့နူးလာပြီဆိုတာနဲ့အဲ့ဒီရာနန်း leaf အရေးကိုထည့်ပါတယ်အဲ့ဒီဘူးကိုတော့အရှာမတ်တမရနိုင်ပါတယ်ဈေးလုံးကတော့ဒေါ်လာနဲ့ပြ39ပြလောက်ပဲရှိတယ်ပေါ့နော်စိတ်သက်သာပါတယ်လို့အသားနူးပြီဆိုတာနဲ့ကိုကြိုက်တဲ့အတီးအရွက်ကိုထည့်လို့ရပါတယ်ကျွန်မကတော့ကျွန်မကြိုက်တဲ့မြစ်ရယ်ရွှေဖြုံတီးတို့ခရမ်းတီးတို့ပေါ့နော်ပုံမတက်ဟာထည့်ပါတယ်ပြီးတော့ချက်သားမုံထည့်တယ်ပြီးရင်စားနေငယ်ထည့်ပါတယ်ပြီးတော့အချုံမုံလည်းအနေငယ်ထည့်ပါတယ်အချုံမုံမစားတဲ့လူတွေကတော့မထည့်လည်းရပါတယ်ပြီးတော့ကျွန်မကတော့ fish sauce ပေါ့နော်ထည့်ပါတယ်အနေငယ်အဲ့ဒါပြီးတဲ့အခါမှာကောက်ညင်းဆန်ကိုပေါ့နော်ရေစိမ်ထားပြီးတော့ကောက်ညင်းဆန်ကိုအရင်ထောင်းပါတယ်ထောင်းပြီးတော့ချက်တူနီရဲ့မြုပ်တီးစိမ်းပေါ့နော်3-4တောင်းကိုရောထောင်းပြီးတော့အဲ့ဒီမှာထည့်ပါတယ်လို့အရန်ကိုရိုးရှင်းတဲ့ဟင်းဖြစ်တယ်ပေါ့နော်အရန်ကိုလည်းမွေးတယ်အရန်ကိုလည်းစားလို့ကောင်းတယ်လာအိုဘမ်ဘူဆုပ်ဟင်းဖြစ်ပါတယ်လို့အလုံးမဲနှစ်သက်တယ်ဆိုရင်လိုက်ပြီးတော့ချက်စားကြည့်ပါလို့